သူကတော့အပြင်ပန်းမှာတော့အရန်ချမ်းသာပြီးအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတစ်ယောက်ပဲဒါပေမဲ့သူ့အတွင်းစိတ်ကတော့လူငယ်မိန်းကလေးကျောင်းသူတွေကိုအမြဲတမ်းလှည့်စားပြီးစိတ်ကစားခြင်းနဲ့မကောင်းတဲ့အကျင့်ရှိတဲ့သူတစ်ယောက်အဲ့ဒီအချိန်မှာတော့ကျောင်းသူမလေးတစ်ယောက်ရှိတယ်သူမကတဘာဝပတ်ဝန်းကျင်ကိုအရန်ချစ်တဲ့အကြောင်းအရာအတွက်တက်ကြွလှုပ်ရှားနေတဲ့သူတနေ့မှာသူမကတောထဲမှာတရားမဝင်တစ်ခုမှုကြီးတစ်ခုကိုမတော်တဆတွေ့သွားတယ်ဒါကိုမခံနိုင်တော့လို့သူမက live stream လုပ်ပြီးလူထုကိုဖော်ထုတ်လိုက်တယ်ချက်ချင်းပဲကျောင်းသားတွေအားလုံးကစိတ်လှုပ်ရှားပြီးဆန္ဒပြပွဲတွေစတင်လာတယ်မီဒီယာတွေထိပါသတင်းကြီးသွားတယ်ဖီအားများလာတော့အဲ့ဒီလုပ်ငန်းရှင်ကြီးကကျောင်းကိုကိုယ်တိုင်ရောက်လာပြီးမိန့်ခွန်းပြောတယ်သူကကျွန်တော်လုပ်နေတဲ့ project တွေကအနာဂတ်မှာလူတွေချစ်ရမယ့် landmark တွေဖြစ်လာမယ်လို့ပြောပြီးကိုယ့်လုပ်ရက်ကိုကာကွယ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျောင်းသူမလေးကရှေ့ထွက်လာပြီးလူကြားထဲမှာပဲသူ့ကိုဓာတ်ရိုက်ပြန်ပြောဆန့်ကျင်လိုက်တယ်သူမရဲ့တတိကလူတိုင်းကိုအံ့အားသင့်သွားစေတယ်အထူးသဖြင့်အဲ့ဒီလုပ်ငန်းရှင်ကြီးကိုပေါ့အဲ့ဒီနေ့ပြီးနောက်ချက်ချင်းပဲကျောင်းအုပ်ကြီးကသူမကိုရုံးခန်းခေါ်တယ်ပြီးတော့သူမရဲ့ scholarship ကိုဖျက်သိမ်းလိုက်ပြီလို့ပြောတယ်သူမရဲ့အမှတ်ကောင်းအပြုမှုကောင်းတွေမကာကွယ်နိုင်ဘူးစီကံမလိုက်နာတဲ့ဆန္ဒပြမှုလုပ်ခဲ့လို့ဆိုပြီးအကြောင်းပြတယ်ဆက်တက်ချင်ရင်တော့အခွင့်ကြီးတဲ့ tuition ကိုကိုယ်တိုင်ပေးရမယ်လို့ပြောတယ်ညနေပိုင်းမှာသူမစိတ်ဖိစီးပြီးဘတ်တစ်ခုကိုသွားပြီးစိတ်လျှော့ဖို့ကြိုးစားတယ်အဲ့ဒီမှာမမျှော်လင့်ပဲအဲ့ဒီလုပ်ငန်းရှင်ကြီးနဲ့ထပ်တွေ့သွားတယ်သူမကစိတ်ထွက်ပြီးပြောချင်တာတွေပြောပြီးထွက်သွားတယ်ဒါပေမဲ့အိမ်ပြန်လမ်းမှာကျောင်းကဖုန်းဆက်လာတယ်မင်းရဲ့ကျောင်းစိတ်အားလုံးကိုအမည်မသိတောင်တော့တယောက်ကပေးပြီးပြီလို့သူမကချက်ချင်းတန်တရားဖြစ်သွားတယ်ဒီအရာကိုလုံနိုင်သူကတယောက်တည်းပဲအဲ့ဒီလုပ်ငန်းရှင်ကြီးပဲဒါနဲ့သူမပြန်သွားပြီးသူ့ကိုဓာတ်ရိုက်ရင်ဆိုင်ပြီးအပြင်းထန်ပြောဆိုလိုက်တယ်ဒါပေမဲ့သူကမထင်မှတ်ထားတဲ့အတိုင်းသူမရဲ့ရဲရင်မှုတည်ကြည်မှုမတုံ့လို့တဲ့စိတ်ကိုစိတ်ဝင်စားလာတယ်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ကြားကဆက်ဆံရေးကအန္တရာယ်လည်းရှိဆွဲဆောင်မှုလည်းရှိတဲ့အခြေအနေတစ်ခုအဖြစ်စတင်သွားခဲ့တယ်